ဒီနေ့အပြင်သွားရင်းနဲ့အဝတ်အဟောင်းရောင်းတဲ့ဆိုင်တွေ့လို့ခဏဝင်ကြည့်တာတထေးမတွေဝတ်တာခဏခဏတွေ့လို့ကြည့်လိုက်တာအဟောင်းတော့မှပမာငွေ4 သိန်းခွဲလောက်ကျတယ်ဒီခါဝင်လေးကတော့မြန်မာငွေ1 သိန်းခွဲပါတယ်ရှင်တူအဆုံးရှိရဲ့ဒါလေးရတဲ့ဘူးရှိချစ်စရာလေးနော်တန်ဒီမှာငွေနဲ့ဆိုတင်တဲ့1 သိန်းခွဲလောက်ကြာဒီမှာ LVD လည်းအဆုံးရှိတယ်ဒီအိတ်တေးလေးကိုသဘောကျနေတာမောင်ဝေဆိုတော့15 သိန်းလောက်ကျပါတယ်ရှင်ဒါဆိုရင်ခြိသားကဝင်လေးတွေဒီမှာအစုံပဲအင်းကြီးစိုက်ဆုံးရှိတယ်ဘယ်ဆုံးယူရင်ကောင်းမလဲလို့ရွေးနေတာအင်းကြီးလေးလဲလိုချင်တာရှင်ခြိသားလေးပေါ်မှာပန်းလေးတွေထိုးထားတာလေအရန်လှတာပဲဒါမဲ့ဈေးကပမာငွေ5 သိန်းနီးပါးကျတယ်ရှင်ဒါ280တယ်မောဒါဘောင်းမီတွေလည်းအစုံရှိပါတယ်စိုက်စုံပဲဒါလေးဆိုချစ်စရာလေးမျိုးဒီမောင်မီတွေကဈေးသက်တာတယ်တော်တော်ဈေးသက်တာလားအဲ့ဒါကကြနောက်တစ်ထည့်ရနောက်ပြနောက်ဆုံးမှာတော့ဒီတစ်စုံလေးပဲဝယ်လဲပါတယ်ရှင်